ချစ်လောက်စွာတော့မြန်မာမြောက်ခင်ဗျာကျွန်တော်9မိနစ်ဆွေခုည9နာရီ5မိနစ်ပေါ့နော်2026ခုနှစ်မတ်လ6ရက်ည9နာရီ5မိနစ်မှာကျွန်တော်ဖြူးမြို့ဝင်နေတယ်ဗျကျွန်တော်လည်းဒီနေ့ဗျာကြောက်တကားမြို့နာနေကြောက်တကားမရောက်ခင်ပေါ့ဗျာတာယာကုန်းရွာ95မိုင်နေလမ်းလျှောက်လာတာအခုဒီရောက်တဲ့ဒီဆိုရင်မိုင်32မိုင်လောက်ရှိတာပေါ့ဗျာအဲ့ဒါမနက်9နာရီထွက်လာတယ်လမ်းလျှောက်တော့ဖြူးရောက်မှပဲအဆင်ပြေမယ်ပေါ့ဗျာတဲဖို့ခိုးဖို့တဲခုကန်တို့ပါတော့အဲ့ဒါနဲ့လျှောက်လာတာဒီဘက်ညောင်မင်းသားလောက်ရောက်တော့ဖြူးရောက်ဖို့6မိုင်လောက်လိုမှာခါပြန်နာသွားတယ်ဗျလမ်းလျှောက်မြောက်ခါပြန်နာနေတယ်ဗျဘယ်လိုဖြစ်အောင်မတော့မသိဘူးဗျကျွန်တော်လည်းစိတ်တင်းပြီးတော့တဲခုကန်ရောက်ဖို့တော့မှဖြည်းဖြည်းလျှောက်နေရတယ်ဗျဒီမှာလည်းအင်တာနက်လိုင်းနေမမိလို့ဗျာကျွန်တော်လည်းဒီအဲ့ဒီကြောက်တကားနာကနေဒီဖြူးရောက်တဲ့အထိပေါ့ဗျာကျွန်တော်ခရီးစဉ်တွေမတင်ပေးနိုင်ဘူးဗျလုံခြုံရေးရအင်တာနက်တွေကဒီမှာဖြတ်ထားတယ်ဗျာ Wi-Fi မဲရအဲ့တော့တဲခုကန်ရောက်မှ Wi-Fi ရရင်တော့ကျွန်တော်ဒါတင်ပေးလိုက်မှာပေါ့ဗျာတဲခုကန်လည်းဘယ်လိုလောက်မှရောက်မှမသိဘူးဗျာအခုပဲ9နာရီကျော်နေပြီတော့တဲခုကန်လည်း10နာရီကျော်17နာရီလောက်မှရောက်အားနာပါတယ်တော့လုံခြုံရေးတပ်ဖွဲ့တွေနဲ့လုပ်ပေးကြပါတယ်သူတို့အကုန်လုံးနော်ညဘက်ကြီးကိုတကယ်ဒါနဲ့ဖြူကြအဲ့ဒါညဘက်ကြီးကိုဖြတ်ရတယ်ဗျာနော်ဒီနေ့ကတော့ကြောက်တကားကိုဖြတ်တယ်ကြောက်တကားပြီးတော့ပဲနယ်ကုန်းကိုဖြတ်ရတယ်ပဲနယ်ကုန်းမျိုးပြီးတော့တော်ကျွဲအင်းပြီးတော့ကညွတ်ကွင်းပြီးတော့ညောင်ပင်သာပြီးတော့အခုဖြူရောက်လာတာပေါ့ဗျာအဲ့တော့နော်ဒီမှာပါလေငင်းချမ်းကြီးအတွက်စိတ်အားထက်သန်ကြဖို့လိုတယ်ဗျာเนาะကျွန်တော်ကတော့ငင်းချမ်းကြီးအတွက်စိတ်အားထက်သန်ပြီးဘယ်လောက်ထက်သန်လဲဆိုတာစိတ်အားထက်သန်ကြရင်တော့ငင်းချမ်းကြီးရမယ်ဗျာငင်းချမ်းကြီးကိုလိုချင်တဲ့စိတ်အားထက်သန်ကြဖို့ပေါ့ဗျာเนาะအဲ့ဒါအရေးကြီးတယ်ဗျာနိုင်ငံသားအားလုံးကလည်းငင်းချမ်းကြီးကိုလိုချင်တဲ့စိတ်အားထက်သန်ကြရမယ်ငင်းချမ်းကြီးကိုလုပ်ပေးနိုင်တဲ့ပုံကိုယ်ကြီးတွေကလည်းเนาะငင်းချမ်းကြီးကိုလိုချင်တဲ့စိတ်အားထက်သန်ကြပေါ့ဗျာเนาะမနေ့ဖန်တော့ကျွန်တော်ဘလူးခီးမနေ့ဖန်လည်းဆက်အောင်မှာပါဗျာเนาะနိုင်တော့ခီးဆက်အောင်မှာပေါ့ဟုတ်ကဲ့ကျွန်တော်ဒီလိုပဲနာပြီးခါနာတော့နာပြီးသွားနေရတယ်ဗျာเนาะအဲ့တော့လုံခြုံရေးတပ်ဖွဲ့တွေအနောက်ကတော့လိုက်ပြီးနေတယ်ဗျာเนาะလိုက်ပြီးနေသူတို့လည်းအားနာပါတယ်ဗျာเนาะအားနာတယ်သူတို့လည်းတာဝန်ကြည်ကြပါတယ်အကုန်လုံးဟုတ်ကဲ့အားလုံးမြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေဗျာ good night ပါ